我都知道，蛮晚的。啊？抓比那这个出来干蛮晚的，好吗？你စိတ်我这没没这东西。 စိတ်ကလေးကိုနည်းနည်းအေးအေးလေးထားညီ 我这个我应该嘛。 ကိုကြီးအနေပို့အောင်ကိုရအမြန်ပို့တော့ဟိုမှာတုံးတော့ကြောက်မှကြမှာမဟုတ်တော့မငယ်ကဖိုးရှူကိုအကူပြီးသွားတာဖိုးရှူကပြန်မောင်းထုတ်လိုက်တာငါသူ့နေရာမှာမနေနဲ့စားကုန်းမှာတိုက်လို့ဆိုပြီး 后来我刚说， ကျွန်တော်ရှိတဲ့ဒီပဲဥက္ကဋ္ဌဘက်တွေရောအချင်းကြီးဘာသာနေကြားသေးတယ်ထူးသေးတယ် 我不是看的，那比较么大的，我咋路去了，都是看蛮看的。 ဟုတ်ကဲ့ဟုတ်အကုန်လုံးတော့ပြင်ထားနေရအဲ့လိုဖြစ် 对，好的，都是过对我不老嘛了，对家为家了，对家为对我不老嘛个啦，ဟုတ်ကဲ့အကူအခုပဲပါကြီးတို့မြောက်ရီမှာနော်ဟယ်လိုကို 我没撇比我嘛，干嘛把我们整了？ ချောင်းတိုင်းဆုပ် အေးညီလေးရတယ်လို့သာလှုပ်တော့ညီလေး 公都比他那嘛，要了嘛。 ညီလေးရတဲ့နီလန်းတိုင်းတုံးတော့ကွာဟိုမဖြစ်တော့ ဘူး ဘူး ဖွဲ့စည်းပြီးတော့ထွက်အောင် အေးညီလေးစုဖွဲ့ပြီးသားမင်း 要的路在多了。 မဟုတ်စုဖွဲ့ပြီးသားညီလေးလှုပ်တော့လေညီလေးအကုန်သိကုန်ပြီ ကျန်တဲ့လူပြောတာကျန်တဲ့လူစုဖွဲ့ပြီးတော့ဟာပြောဟိုကလေဟိုဟာတွေဓာတ်ဘော်ဒီဟိုဖြစ်တဲ့ဟာတွေဟိုဖြစ်လို့ရှိရင်အဲ့မှာဟိုရတော့ဆွဲပြီးတော့ထွက်တယ် 他不要有的苗， မဟုတ်ဓာတ်ပုံရိုက်ခံတာမဟုတ်ဘူးညီလေးနှစ်ယောက်ကြတယ်ကျန်တဲ့လူဘယ်နှစ်ယောက်လောက်ရှိလဲတန်ရတာ 他不要的。 တပုံငါတို့မဲရလို့မရတော့ဟာရိုက်လို့ရ 怎么样？怎么样？တက်လာလို့များတော့ပုံကြည့်နေကွာတက်လာ အဲ့ဒီတော့ပြောပြီးအဲ့ အခုမှဆက်လာလူပြောတယ်အခုမှဆက်နေအခုမှပြောနေမှာညီတန်ရရလူညီလေးဘယ်လောက်ဆွဲခေါ်နိုင်လဲဆွဲရှိလေအေးညီလေးချင်းနေ တော့ထပ်တက်လာပြန်ပြီကိုကြီးတပုံရိုက်လို့မရဘူးကိုကြီးမှာဘုံလုံးပတ်ပြီးနေရတယ် အေးညီလေးဟာကိုဘာပြောလို့ပြောရမှာမသိကိုလဲ ဒါလည်းစိတ်မကြနဲ့ ညီနည်းနည်းစိတ်ကိုနည်းနည်းလေးအေးငင်းချညီအကာကွယ်ရင်ရှာအကာကွယ်ရင်ရှာ အပကြီးကမယ် အကာကွယ်ရင်ရှာ ဟုတ်ကဲ့ကိုကြီးဟိုကောင်းလေးကျွန်တော်တို့စစ်ကြောင်းနေအဖွဲ့တွေရော သူနဲ့တော့သူ့ထဲတော့သွားနေလို့တော့မရဘူးပေါ့ကွာသူနဲ့လီလိုနေအောင်သွားပြီးတော့ကွာပြခိုင်းတာလားအဲ့မှာဟိုလေးတယ်ဆိုကိုကြီးကလည်းလက်ခံ တနက်ကောက်ရနေရအောင်ကောက် လက်ခံတော့ဝါပြေလို့ကိုဆိုတာလေ ဟုတ်ကဲ့ဟို ကလည်းမပေးခဲ့ပြီလေလို့ လာပြီ ဖိုးရှူဝါတို့ဒီဟိုမဖြစ်နေတယ်ဖိုးရှူဝါတို့အနီးနဲ့ကိုရအောင်ကတ်ထားတဲ့ ညီလေးအတန်ကြားရလားကိုတန်ကြားရလားအေးညီလေး ဘောကိုပြောတာပါလေကောင် ဟုတ်ကဲ့သူတို့လည်းဗျာများနေတယ်လို့ဖြစ်နေတာကိုကြီးဗျာများနေလို့ဖြစ်နေတော့ဟိုကလည်းအပေါ်ကလည်းချဘေးကလည်းပြက်အဲ့လိုဖြစ်နေသူတို့အကောင်လုံးအဖက်ဖက်ကနေဝိုင်းတုံနေဖြစ်တော့ကျွန်တော်လည်းဒီကနေရသတော့လိုက်ထိမ့်ပြီးနေတာကိုကြီးဟိုဟာဖြစ်တော့ကိုသူတို့ဟိုဖုံးဆက်လို့အချိန်ပြီးတဲ့အချိန်ပြန်ဆက်လိုက်ပြန်ကျသွားတယ်အဲ့လိုဖြစ်နေအခုကဒုံချတဲ့ကိုကြီးလူကြီးလှမ်းမပြောရသေးဆိုကျွန်တော်တိုင်းတစ်ခါလှမ်းပြီးတော့ကိုကြီးလှမ်းဆက်ပြောတယ်ဟိုဘက်ကလည်းတစ်ဖက်ကဟိုအဲ့တော်စီအောင်နဲ့ဟိုထုံးမတော်နဲ့ဖုံးပြောခိုင်းထားတာကိုကြီးဟုတ်ကဲ့ အေးဟိုဒီမှာဝါပြတယ်ဆိုအမှလည်းကိုလမ်းပြီးတော့ဟိုဖြစ်လာအောင်မယ်ဟိုမျိုးကျော်ကြီးကနေဟိုသူဖုန်းတိုက်ရိုက်ဆက်ပြီးတော့ပြောခိုင်းလိုက်မယ် ဟုတ်ကဲ့ကိုကြီးမဟုတ်ကျွန်တော်ကတော့ဟိုဖြစ်ရင်ကိုကြီးအကြံဉာဏ်မိတာကိုကြီးရတော့သူတို့အကုန်လုံးဆွဲထုတ်ပြီးတော့ကျွန်တော်တို့ area ရဲ့ရောက်အောင်ကျွန်တော်တို့190တကန်းသားတော့ရောက်အောင်မယ်ဖြည်းဖြည်းချင်းနဲ့ဆွဲပြီးတော့တစ်ဖက်ချင်းကျွန်တော်ကတော့ခရူလိုက်ကိုမပြတ်အောင်လို့ဟိုကတစ်ဖွဲ့ချင်းစီ10ရောက်တစ်ဖွဲ့ဖြစ်ဖြစ်9ရောက်တစ်ဖွဲ့အဲ့လိုမျိုးဖောက်ကုန်စနေနဲ့စုပ်ခိုင်းအဲ့လိုမျိုးတော့ကျွန်တော်စုပ်ခိုင်းနေရကိုကြီးမြတ် စုပ်ခိုင်းလာဟုတ်တယ်ကွာမင်းကလည်း तू စုပ်ဖို့အတွက်လမ်းကြောင်းကမင်းကလည်းဟိုကနေကလမ်းကြောင်းကဝါပြဘူးလေအဖိုးရှိကနားမှာမင်းတက်ထားမှာပဲဟိုတော့လေကောင်လေးအစင်ပြမှာစုပ်မယ်ဆိုတော့မှပဲညမှာစုပ်မှရမှာလေ မှန်တယ်ကိုကြီးမြတ်အဲ့ဖိုးရှူရလို့ဘက်ကိုနည်းနည်းဖြည်းဖြည်းချင်းအဖွဲလိုက်ကြီး online ချင်းနဲ့ကက်လို့ရှိလို့ရှိရင်တို့သိမှာဆိုလို့9ရောက်တစ်ဖွဲ့ဖြစ်ဖြစ်10ရောက်တစ်ဖွဲ့အဲ့လိုမျိုးဖွဲ့ပြီးတော့ကျွန်တော်အဲ့လိုမျိုးကတ်ခိုင်းကြရကိုကြီးမြတ် ဒီမနေ့အဲ့လိုဝါပြလိုက်လို့ကိုပြောထားတယ်ဒီကောင်မင်းဝါပြအောင်လို့ဝါပြချင်းလေးရောထိန်းတာပြီးတော့ကျွန်မမင်း ဖိုးရှူရလို့လမ်းကိုနော်ခုနကငါပြောကြ
ရှိပါတော့ကတ်ဖို့ပြောတာလေ ဟုတ်ကဲ့ပါကိုကြီးမြဟုတ်ကဲ့ခင်ဗျဟုတ် အလုံးညီလေး အခုအနေထားအကြမ်းမင်းလေးကိုကိုကြီးဟိုလက်မြေဓာတ်လက်မြေပြောတာပါကိုကြီးမြဟုတ် ဟုတ်လို့ဘာဖြစ်လဲကိုမျိုးကျော်လည်းပြောဖုန်းတိုက်ချိပြီးတော့တက်မှလည်းပြောခိုင်းတာလည်းလေးလေးလည်းကိုလမ်းပြောခိုင်းတယ်လူလေးလေးကပြောတာပြီးသားပါသူတို့တိဖို့ပေးဖို့ပါဘူးပြောတာပြီးသားသူတို့လေးလေးပုံကမှုကောပေးထားလို့ဟိုကလည်းဟိုကမဖြစ်တာဒါပေမဲ့နောက်ဆုံးမရဘူးဆိုရင်တော့လေဒီဘက်ကိုရှိဘက်ကိုကတ်လိုက်လို့အဲ့ဒါကိုချစ်လက်ကိုကတ်ပါကွာ ဟုတ်ကဲ့လေးလေးကိုလန့်တောင်းကြလေးလေးကသူတို့ပြောတယ်တဲ့ခဲရဲငါတို့ဒီမှာလဲခဲရဲနေတိတ်အလုံးတော့မရှိတော့ဘူးတဲ့အဲ့ဒါနဲ့ MA7 3လုံးလား4လုံးလားမသိပြစ်ပေးတယ်သူတို့စီကိုမထီရောက်အဲ့ထပ်ပြောတော့ကျထပ်ပြီးတော့လန့်ဆက်ဆက်ပြီးတော့ပြောတော့ကျတော့သူတို့ဒီမှာလဲခဲရဲမရှိတော့ဘူးလို့ပြောတယ်ပြောတော့ကျွန်တော်အဲ့လိုအတန်ကြားကြစိတ်တူသွားပြီးတော့အဲ့ဒါဆိုမင်းတို့ရအောင်ဖောက်ထက်မဲ့နီးလန်းအောင်ရှာလို့ရအောင်ဖောက်ထွယ်လို့မင်းတို့ဟိုမြေပဲစားလို့မြေပဲစားပြီးရအောင်ဖောက်ထက်မဲ့နီးလန်းအောင်ရှာပြီးတော့အဲ့လိုလုံးလို့ကျွန်တော်တော့ခုနကအဲ့လိုပြောရတယ်ကိုမြခုနကတစ်ချိန်ဖုံးရသေးရခင်ဗျ အလုံးညီလေး အေးနောက်ဝါဖြစ်တာလိုက်လေ ဟုတ်ကဲ့ပါခင်ဗျဟုတ် ဘုရားဝါကြီးပဲသူပြန်ပြီးတော့ကခိုင်းတာလိုက် ဟုတ်ကဲ့ပါခင်ဗျဟုတ်ပထမတစ်ချိန်ဆက်တော့ကသူတို့လူပြောက်တဲ့ကိစ္စကိုပြောတာခင်ဗျလူကလောလောဆယ်အိမ်မှာဟို18ဦးတော့ပြောက်နေတယ်ခင်ဗျအဲ့18ဦးကလည်းအခုချိန်ဒီအဆက်အသွယ်မရသေးဘူးအခုဒုတိယတစ်ချိန်ကျတော့ဒေါ်ဘုံလာချတယ်ဒေါ်ဘုံလာချကြ2ယောက်ကတော့ဝန်းတဲ့ဆောဖြစ်သွားတယ်တဲ့မက်ဆီငုံသွားတယ်တဲ့ဟိုတော်တော်များများတော့ဒဏ်ရာရသွားတယ်ပြောတယ်အဲ့ဒဏ်ရာရတဲ့လူရအောင်ဆွဲထုတ်ဟိုကလည်းဟိုလှုပ်လို့ရလို့ချင်းဆွဲပြီးတော့မပြီးတော့ဟိုအဲ့လိုမျိုးလှုပ်ခိုင်းတယ်ခင်ဗျဓာတ်ပုံတွေကရလို့ရရင်ဓာတ်ပုံရလို့တော့အဆင်ပြေလို့သိရတယ်ခင်ဗျ အေး ဟုတ်ကဲ့ခင်ဗျဟုတ်ခုနကကိုကြီးညွှန်ကြားတဲ့ဟာတိုင်းလည်းကျွန်တော်အခုထပ်ပြီးတော့ပြောခိုင်းတယ်ခင်ဗျအခုဖုန်းကဟိုချတော့မချသေးဘူးဒါပေမဲ့ပြောလို့သူတို့နဲ့ပြောလို့မရသေးဘူးသူတို့ကြီးအတန်ထွက်မလာသေးဘူးဖြစ်နေတယ် အေး ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ ဒီလိုပြောကြည့်တယ်ဟိုဘာဖြစ်လဲမျိုးကျော်လည်းဝါဖြစ်တာလည်းပဲ ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ခင်ဗျ အေးလေးလား ဟုတ်ကဲ့လေးတန်းခင်ဗျ ခုချတော့ 9နာရီ 9နာရီ30 ဟာနောက်ကြဝိုင်းတန်းတရားရကုန် ဘယ်သူတော့ဘုန်းချတာ2ယောက်ကြဝိုင်းအောင်းဝဲဘူးလေဟမ်အောင်းဝဲဘူးလေအေးကိုတော့ချစ်ပါမှန်ဝိုင်းမှန်ဝိုင်းဟမ်တော်ပြီနောက်တော့ထိုင်ပါမှန်ဝိုင်းတော့ဟာ နင်ကြီးစိတ် ဟာဒီတော့မင်းစတဲ့ဘယ်ရ စိတ်ကလေးကိုနည်းနည်းအေးအေးထားညီလေး ဘာလို့လဲတော့ဒီလဲမ စိတ်ကလေးကိုနည်းနည်းလေးအေးအေးထားညီလေးအေးအေးထားပြီးတော့ဟိုဟာဖြစ်တပည့်တွေကိုနည်းနည်းဟိုဟာဖြစ်ဝစ်ခိုင်းတာဘာမှမပြစ်နိုင်ဘူးဝစ်ခိုင်းတာဘာမှမလုပ်နိုင်ဘူးဝစ်ခိုင်းတာ ကျောင်းတော့ဟိုတော့တော့ဝဲဟာ အောင်လည်းဘယ်သူညီလေး အဲ့ဒါကိုတရားကိုထိုင်ပါအောင်ဆိုင်ပါဖို့နှလုံးတော့ထုတ်ပြရမယ်ဝါလူနှလုံးတော့ထုတ်ပြတော့ပြီးလို့ရ အေးနို့ခဏဘယ်နေရာဖျားကုန်းကိုဖျားကုန်1 2 3 ဖျားကုန်းကို1 2 2ထုတ်ပြီဟုတ်လား ထုနှလုံးထုမှာ ဟုတ်တယ်ဒီဘောဟုတ် ဟုတ်ဖျားကုန်းဆိုတာညီလေးတို့အဲ့ဘက်ကဟိုဘက်ကတီဘောဘက်ကဖျားကုန်းနော်မှန်လား ရထားအေးဟုတ်ပြီအဲ့ဒါပြောပေးမယ်အဲ့ဒါငါအခုပြောပေးမယ်ဟိုဟာဒါလဲအောင်နဲ့နောက်တစ်ယောက်ကဘယ်သူတို့အောင်နဲ့နောက်တစ်ယောက်ကဘယ်သူတို့ညီလေးမက်ဆေ့ကြိုက်တာ တက်ကြထုံတော့ ဟမ် ထုံအောင် တက်ကြထုံတော့ ထုံ ဘယ်မှာလဲ ဝင်လာအောင်လား ဒီကြည့်ပါရ တက်ကြက်ဘယ်သူလဲညီစတမဆွေးဆောင်အောင်ချိန်ဆွေးဆောင်အောင်ပြောနော်ဒီမှာဖျားကုန်း1 2 2နှလုံးတော့လူကြီးမျိုးလို့နော်ဂျိုးဖက်တွေအမှအကုန်လုံးအမှဖျားကုန်းဘက်ကအကုန်လုံးမှာပြီးတော့စနိုက်ပါတွေရောတော်ဘုံတွေလာချနေအောင်နော်ဘူးကြီးတော့ချင်းချင်းပူသွားတယ်နော်1 2 2နဲ့မိရဲလို့နော်အေးကနေပြော ရထန်းဆက်လိုက်ပုံကြီးကြော် ညီလေးဒီမှာတောက်လျှောက်ကိုလို့လုပ်ပေးနေတယ်တောက်လျှောက်လုပ်ပေးနေညီလေးဟိုကတပည့်ရည်နဲ့ပြောတာတောက်လျှောက်ငါတို့ချိတ်ပေးနေရလားခင်ဗျာဆွေးဆောင်အောင်ပြောညီလေးအတက်နိုင်ဆုံးညီလေးလှုပ်ရှားတိတ်မလုံးနဲ့လှုပ်ရှားတိတ်မလုံးနဲ့ညီလေးဝစ်ပြီးတော့ပြရလား ကိုဟယ်လိုကိုကြီးမအောင်ကိုကြီးမအောင်ဒီလိုကိုရမှာတော့ဘုံမှာ3 3စင်းနဲ့လာထားတာနောက်ကျတယ်ဒဏ်ရာများပြရမယ်ပြီးရတယ်မှာစုပ်လို့လည်းမရဘူးကိုကြီးအဲ့မှာရှိဖျားကုန်းကိုတဲ့1 2 2ပြတ်မှာသူတို့လုံးဝစုပ်လို့ရတော့မှာမဟုတ်ဘူးသေးတော့မှာ လေးပြူဟာပြစ်မပေးဘူးဒီလေးပြူဟာခရဲမရှိတော့ဘူးလို့ပြောနေတယ် ခဲရမလောက်လို့တဲ့မပြစ်ပေးဘူးတဲ့အဲ့လိုပြောနေတယ်ကိုကြီးခုနလဲရလဲတလုံးမပြစ်ပေးဘူးကို
ဝန်ကြီးပြမှာရမှာကိုကြီးမှာညီးဖွဲ့ကုန်ပါတော့မယ် အောင်နဲ့တစ်ချက်တယောက်နဲ့ကြာနေအောင်နဲ့သိရတယ်နောက်တစ်ယောက်မသိရသေးဘူးညီလေးနှစ်ယောက်ကြာသွားပြီငါတို့စီကနှစ်ယောက်ကြာသွားပြီ ကိုကြီးအနေပို့အောင်ကိုကြီးအမြန်ပို့အောင်ဟိုမှာကိုကြီးတုံးတော့မယ်ပြောမှကြမှာမဟုတ်တော့ဟုတ်ကိုကြီးလုံအောင်ကိုကြီးအမြန်ပို့အောင်ကြက်ထုံးနေစားလို့ဒီပါလား ဝင်းစီအောင် ဆိုးဝင်းရှောင်းရှင်းဟိုကရင်းနေဟေ့ရမင်းကငါဘာပြောဒီရရင်းနေလို့ခေါင်းနေမင်းတို့ကဒီအဝေးကနေအပြာမင်းနဲ့ဒါနဲ့ဟိုကောင်လေးအနီးကရှိရတွေ့တော့မင်းတို့တော့မပြသေးဘူးရတယ်ဟာ ညီလေးရသလောက်ခုံညီလေးရပြီဆိုတော့ခုံဖြည်းဖြည်းချင်းခုံဝစ်ပြီးတော့ခုံရလားဟဲ့အဖက်တွေကွဲမတော်ရင်တော့ညီလေးအဖက်တွေကွဲမတော်ရင်ရောက်ပြီဆိုလို့ရှိရင်ဝစ်နေလို့ရှိရင်ညီလေးလွတ်တယ်ဝစ်နေလွတ်တယ်ရလားဟိုဘက်ကဲကိုအထဲထဲကိုဓာတ်ဝင်မသွားသေးနဲ့အထဲထဲကိုဓာတ်နဲ့ဝင်မသွားသေးနဲ့ရလားညီလေးတို့ဟိုဘက်ကဲကိုတော့ကူးခိုင်းတာမဟုတ်ဘူးနော်မင်းတို့ဟိုမှာဖိုးရှိဝါလို့ဘက်ကိုညီလေးတို့ဟိုမှာဝင်ခိုင်းတာလို့ပြောတယ်ဖိုးရှိဝါလို့စီကိုကတ်ခိုင်းတာပြောတယ်ဗျူဟာမူကမင်းတို့တူဟန်စီကိုပြောထားတယ်ဖိုးရှိဝါလို့နန်းလေးကိုရအောင်ကဲတဲ့ရအောင်ကဲတဲ့အချိန်မှာမင်းတို့ဟိုကအစုပြုံပြီးတော့မကတ်နဲ့အမှဟိုဟာကြီး9ယောက်တစ်ဖွဲ့ဖြစ်အဲ့လိုမျိုးကတ်သွားရလားအေးဖိုးရှိဝါလို့စကန်ဘက်ကိုကတ်ရလားအေးဖိုးရှိဝါလို့ဒီဗျူဟာမူကပြောထားတယ်တက်မမူကလည်းပြောထားတယ်လို့ပြောတယ်ရလားအေးအားကြောင့်ဖိုးရှိဝါလို့စကန်ဘက်ကို9ယောက်တကူဖြည်းဖြည်းချင်းကတ်သွားခိုင်းအကုန်လုံးအုံပြီးတော့မကတ်နဲ့ရလားအေးခွန်းတော့အောင်နဲ့ဘယ်သူလို့နှစ်ဦးကအောင်နဲ့ဘယ်သူလို့ကြာတော့ဒီကတော့တော့ကြတာပြီးတော့ကျောင်းကကြီးလာဟမ်ဒီလိုခါရောက်နေပြီဟိုမှာတော်ကုန်းတက်ကြာကုန်လားအေးမိုးလေအောင်နဲ့ဘယ်သူလို့မင်းခွန်းတော့တက်ချက်ဘယ်သူဟာလေထုံးဘယ်သူလို့ထုံဝင်တက်ချက်ထုံးဘယ်သူလို့ညီထုံအောင်လားထုံဝင်းလားထုံအောင်ဟုတ်ပြီညီလေးအတန်လေးကြားတယ်ဝစ်နေညီလေးမှရောက်တယ်ဆိုရင်ဝစ်နေပြားနေအောင်ဝစ်နေကွာဟာချတယ်ကောနောက်ဘူးဟယ်လိုဘုံမရလားမင်းညာဟုတ်တယ်ညီဘယ်သူလဲမသိဘူးကျွန်တော်ကကြီး GOG ဆက်ဆဲရပါခင်ဗျာကိုကြီးဖြူမောပါခင်ဗျာအေးပြောညီပြောရလားမသိဘူးအေးပြောလို့ရတယ်ကိုကတော့ပြောလို့ရဟိုဘက်မှာတိုက်ပွဲဖြစ်နေတဲ့ကိုသားသမီးနဲ့ကိုချိတ်နေလို့ညီလေးပြောလို့ရပါတယ်ညီပြောလို့ရပါတယ်ညီရတယ်ဘုံအားလုံးကျွန်တော်နောက်မှခေါ်ပါခင်ဗျာအေးညီလေးကကြီးရဆိုညီလေးအတော်ပါပဲညီလေးကကိုတီးကအဖွဲတွေအဲ့ဒီမှာဟိုပိတ်မိနေတဲ့ညီလေးကနည်းနည်းလှုပ်ပေးပါအောင်အဲ့မှာဟိုလေရင်ပြစ်ကူတွေပါလေအမှရတခတ်တိုင်းကိုနည်းနည်းလေးပြောပေးပါအောင်ညီလေးကကိုတီးကအခုဒေါ်ဘုံနေအချခံနေရတယ်ဘယ်နားမှာတော့ကနေလေးပဲလားမဟုတ်ဘူးညီလေးဟိုကတီဘောဘက်မှာညီလေးစစ်ကူလိုက်တော့ဟာလားငါကိုသွားနေတယ်ဖွင့်လားမှန်ပါတယ်ညီလေး6ပေါက်ပေးတယ်ညီလေးခုနကဟို6383ည6383ညဟိုက55ဘလောက်တော့6383955ညီလေး6383955ညီလေးအဲ့ဒီမှာလက်ရှိအေး6383955အေးအဲ့ဒီမှာညီလေးဟိုဟာအဲ့မှာသူကိုလို့ဖက်တွေအဲ့မှာရောက်နေအဲ့ပတ်ဝန်းကျင်မှာရှိတဲ့ချက်ကြောင်းလို့နောက်ပြီးတော့ဟိုဟာဒရာလို့နောက်ကျတော့အခုနောက်ဆုံးသူတို့ဖျားကုန်းနေညီလေးဖျားကုန်းဟိုမှာဟိုအဓိကသူတို့အဲ့ရနေပြစ်နေအခုစနိုက်ပါလည်းထိထားတယ်ဒေါ်ဘုံလည်းကြားလို့မလို့2ဦးတော့ကြာသွားပြီဒါလို့ဆို2ဦးကြားတဲ့နာမည်ကတော့တောင်းထားတယ်သူတို့လည်းလုံးဝမသိအောင်တယောက်ပဲသိရသေးညီလေးရလား
ရပါတယ်ခင်ဗျရပါတယ်ခင်ဗျဟိုကျွန်တော်ဟိုတော့ပြောလိုက်မှာကျွန်တော်တို့ဒီဘက်ကဟိုဆက်ဆွဲထင်းနဲ့ဆက်ဆွဲရဆိုတော့ဗာဟိုကျွန်တော်တိုင်းဟိုတစ်ချက်တော့ကျွန်တော်သတင်းပို့ပြပါမယ်ခင်ဗျပါဟုတ် အေးပါညီလေးတို့ကြီးရဆိုတော့ညီလေးတို့ဓာတ်ရိုက်လှမ်းပြီးပြောလို့ရတယ်ရလောက်မှညီလေးရနည်းနည်းလောက်ပါအောင်ငါလည်းဒီမှာအဝေးကနေဘာလုပ်ပြီးလို့လုပ်ပြရမသိဖြစ်နေရညီလေးရဟုတ်ကဲ့လေးပြူပါလေလေးပြူပါလေသူတို့ဒီမှာခရမ်းမရှိလို့မလုပ်ပြနိုင်ဘူးဘာဖြစ်နေရညီလေးရသူတို့စီကိုအမှန်သူတို့စီကိုကိုတို့ကပြစ်ကူသွားပါလေစစ်ကူသွားပေးတာညီလေးဟုတ်ကဲ့ကျွန်တော်ကြည့်ပါပါအေးညီလေးရအဲ့လေလုပ်ပြပါအောင်ညီလေးရအဲ့တော့တစ်ချက်ပြောကြည့်ပါမယ်ဟုတ်ကဲ့ပါအေးညီပြောကြည့်လို့မို့လဲတောက်ချလုပ်ပြလို့ရလုပ်ပြပါအောင်လို့ညီလေးဟုတ်ကဲ့ပါဟုတ်ကဲ့ပါကုန်ပါအေးညီအေးလေးစားပါအေးလေးစားညီအေးဒီမှာတမရေးဒီဘောရေးလားအေးဒီလိုစမ်းဆွမ်းဟာမပြီးသေးဘူးနော်ဘယ်မှာရေးတာလဲဆွမ်းဟာဟယ်လိုဒီစိတ်ရေးအဲ့ဒါတူရေးဟယ်လိုဆောင်းတော့မငယ်ကဖိုးရှိဝါကိုအကူပြီးသွားတာဖိုးရှိဝါပြန်မောင်းထုတ်လိုက်တာငါသူတို့နေရာမှာမနေနဲ့စားကုန်းမှာတက်နေဆိုပြီးတော့အညာဟိုဟာမှာသူ့ဆောင်းပေါ်မှာဟိုဖက်ပေါ်အချိန်မှာနေပြန်ပေါက်ထွက်တယ်你专门说你那啥，以前有那啥，啥个目的两的，ယူဟာကိုလည်းငါ့ကိုလှမ်းပြောပြီးလို့တရင်မှုကွယ်နဲ့လှမ်းပြောတယ်လို့ယူဟာလည်းနောက်ဆုံးအဆင့်အဲ့လိုပဲပြောတယ်လို့နော်ဘာမှဟိုဖြစ်နေတယ်1 2 2ပြစ်ကူတောင်းတယ်လို့1 2 2ပြစ်ကူလည်းအခုဟိုလေးလေးကိုတောင်းပါပြီလေးလေးကလုံးဝမပေးဘူးလို့တောင်းပြီးသွားပြီလို့ယူဟာနေပြီး1 2 2ပြစ်ကူပေးလို့ရပါတယ်လို့အဲ့ဒါတက်မှမှုကိုတိုင်းရပြောပြအောင်လို့နော်ကျော်မင်းထုံးဘိုးရောင်ဆိုတိုင်းကြောပိုင်းကောင်းတယ်ဖုန်းကဘာလို့တိုင်းမကြက်ထုံးအောင်ဘေကုန်းอ่ะရပါကျောင်းကစားဖုန်းလမ်းကောင်းဖို့ဟာကျွန်တော်ရှိတဲ့ဒီပဲဥက္ကဋ္ဌဘက်တွေရောအခြေအနေဘာသာနေကြားသေးတယ်ကိုထူးသေးတယ်ဥက္ကဋ္ဌနေရတော့ကျွန်တော်တော့ပြောမတတ်လို့ဒီဟောတာလို့စီတော့သူတို့ခက်မှခက်တယ်ဟုတ်ကဲ့ဟုတ်အကုန်လုံးကတော့ပြင်ထားနေရတာအဲ့လိုဖြစ်နေဟုတ်တယ်သူတို့ကိုတေဝဘလုံးမှာတော့တိကျပြီထားတာတော့တိကျပြီတေဝဘလုံးမှာကဟုတ်ကဲ့အကိုဟုတ်ကဲ့ပါအကူနေတဲ့ဖုန်းမဆက်ရကြတော့ကျွန်တော်လည်းဒီဘက်မှာအဲ့ဟာလေးနဲ့ရှုပ်နေလို့ဟုတ်လို့ဒီမှာနေဟုတ်တယ်ကိုယ်စင်းနေတာအမှဆိုကြော်သားတယ်ပါလောစားမချင်းပါဟုတ်ပါကိုကြီးရာဒီမှာသူတို့ဟိုမှာပြောဟိုဟာတွေဗာလဲတောင်းသားတွေလောက်တာတွေဘာညာအဲ့ဒါတွေသူတို့ဒီဘက်ဒီမှာလဲလုံနေတဲ့အဖွဲ့တွေမလုံနိုင်ဘူးရက်ကုန်ကြတယ်အကုန်လုံးအဲ့ဒါဟောကိုလည်းဟောစားပြောက်တော့ဆိုင်လို့လည်းပြောက်ဆိုင်လို့မညာဟုတ်တယ်ကိုဟုတ်အကူကအခုပဲမာကြီးတို့မြောက်ရီမှာနော်ဟယ်လိုကို